Newark, helicopter 644 Papa Charlie requesting southeast transition with a Hudson checkout. November 644 Papa Charlie, Newark, Transport 317 to contact 500 Queen Cross by Airspace has requested altimeter 30. ဒီနေရာမှာလေမောင်းနဲ့ပိုင်းလွှာနေပြီးတော့မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်တဲ့အခါမှာပပါတို့ချာလီတို့ဒီလိုစကားလုံးတွေကိုအသုံးပြုသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီစကားလုံးတွေကတော့တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ aviation term တွေပဲဖြစ်ပါတယ်ဥပမာဆိုရင် A ဆိုရင် Alpha လို့သုံးတယ် B ဆိုရင် Bravo လို့သုံးတယ် C ဆိုရင် Charlie လို့သုံးတယ်အဲ့ဆိုရင်ပုံမှန်ရိုးရိုး ABCD ဆိုပြီးတော့သုံးလို့မရဘူးလားဒီစကားလုံးတွေကိုဘာလို့အသုံးပြုရတာလဲပြီးရင်သူ့ရဲ့တမိုင်းကြောင့်လည်းဘယ်ကနေဘယ်လိုစဖြစ်လာလဲအဲ့ဒီအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Flying Web အကာမကြိုဆိုပါတယ်အရင်တော့ကလေယာဉ်မောင်းတဲ့ပိုင်းလောက်ကနေပြီးတော့မြေပြင်အဖွဲ့နဲ့ချိတ်ဆက်တဲ့အခါမှာပြဿနာတွေအများကြီးတက်ခဲ့ပါတယ်ဘယ်လိုပြဿနာတက်လဲဆိုတော့ကျွန်တော်တို့ကလေယာဉ်ပြန်နေပြီဆိုရင်လေယာဉ်အတန်းအရန်စုတယ်အဲ့ဒီအခါမှာအောက်ကအဖွဲ့တွေနဲ့ရေဒီယိုဆက်တင်တဲ့စကားပြောတဲ့အချိန်မှာအတန်းအရန်စုတာပဲဖြစ်ဖြစ်ပြီးရင်ရေဒီယိုဆက်ကနေပြီးတော့ line မကောင်းတဲ့အခါမှာပဲဖြစ်ဖြစ်နားလည်မှုတွေလွဲပြီးတော့သူတို့အချင်းချင်းဆက်သွယ်ရမှာအဆင်မပြေတာတွေဖြစ်နိုင်ပါတယ်ဘယ်လိုတွေအဆင်မပြေတာဖြစ်လဲဆိုတော့ကိုယ့်ဘက်ကB လို့ပြောလိုက်ပြီဆိုရင်တစ်ဖက်မှာပြင်ပြီးတော့ကြားရတာကြတော့ D လို့ကြားတာမျိုးဒါမှမဟုတ် G လို့ကြားတာမျိုးအဲ့လိုမျိုးအတန် OPP သားသားမကြားနိုင်တာအဲ့လိုမျိုးအဓိပ္ပာယ်မှားယွင်းပြီးတော့ကြားတာဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ကိုယ့်ဘက်က M လို့ပြောလိုက်ပြီဆိုရင်လည်းတစ်ဖက်မှာကြားတာကြတော့ N ဆိုပြီးတော့ကြားရတာလည်းဖြစ်နိုင်ပါတယ်အဲ့ဒီခါမှာသူတို့ပြဿနာတွေ့ပါတယ်ဘယ်လိုပြဿနာတွေတက်လဲဆိုတော့ပိုင်းလောနဲ့မြေပြင်အဖွဲ့တွေနဲ့ချိတ်ဆက်တဲ့အခါမှာမြေပြင်အဖွဲ့ကနေပြီးတော့ပိုင်းလောလေရင်ဆင်းပြီဆိုရင်ဒီလမ်းကြောင်းကနေဆင်းပြီးရင် M ဆိုတဲ့အချိုးကိုလေးမှာ꿰ဆိုပြီးတော့ပြောလိုက်မယ်အဲ့ဒါဆိုရင်ပိုင်းလောကအကြားမှားပြီးတော့လေရင်ကိုဆင်းလိုက်မယ်ဆင်းပြီးတော့ N ဆိုတဲ့အချိုးကိုလေးမှာတွားပြီးတော့꿰လိုက်မယ်အဲ့ဒါဆိုရင်နောက်ဆင်းလာတဲ့အခါမှာလည်း N ဆိုတဲ့အချိုးကိုလေးမှာမှားပြီးတော့꿰လိုက်ပြီးဆိုရင်အဲ့လေရင်နှစီကတိုက်မိပြီးတော့လေချောင်းလိုင်းကပြီးရင်အချိန်ပို့ပြီးတော့ကြာတယ်ပြီးရင်လေရင်နှစီတိုက်မိတာလည်းဖြစ်နိုင်တယ်ပြီးရင်တခြားသော error တွေလည်းတက်နိုင်ပါတယ်အဲ့လိုမျိုးတယောက်နဲ့တယောက် communication error ဖြစ်တယ်တယောက်နဲ့တယောက်နားလည်မှုလွဲတယ်ပေါ့နော်အဲ့လို error မျိုးဖြစ်တာကပုံမှန်အခြေအနေဆိုရင်မသိတာဘူးဒါပေမဲ့ကျွန်တော်တို့ကအချိန်နဲ့အမျှအလုပ်လုပ်နေရတဲ့နေရာမှာအမားမခံတဲ့အခြေအနေမှာဆိုရင်ဒီလိုမျိုးပြဿနာသေးသေးလေးနဲ့ပြီးတော့ပြဿနာအကြီးကြီးဖြစ်လာနိုင်တာပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့နောက်ပိုင်းကျတော့လူတွေကအဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်စဉ်းစားလာကြတာပဲဖြစ်ပါတယ်အဲ့ဒီပြဿနာကိုပထမဆုံးဖြေရှင်းပေးတာကကျတော့ International Telecommunication Union လို့ခေါ်တဲ့ ITU လို့ခေါ်တဲ့အဖွဲ့အစည်းကနေပြီးတော့စပြီးတော့ဖြေရှင်းပေးကြရတာဖြစ်ပါတယ်သူကဘယ်လိုဖြေရှင်းပေးလဲဆိုတော့ A to Z စကားလုံးတွေကိုမြို့နာမည်နဲ့အဓိပ္ပာယ်သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်အဲ့လိုသတ်မှတ်ပြီးတော့သူကစပြီးတော့အသုံးပြုတယ်အဲ့မှာအဲ့ပြဿနာနည်းနည်းစပြီးတော့ပြည်လည်လာပဲဖြစ်ပါတယ်အဲ့နောက်ပိုင်းမှာဆိုရင်တော့ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာအမေရိကန်ကနေပြီးတော့ Abel Baker ဆိုပြီးတော့ alphabet တွေကိုတီထွင်ပြီးတော့ဆက်ပြီးတော့အသုံးပြုတယ်ဒါပေမဲ့တခြားနိုင်ငံတွေကလည်းသူတို့နိုင်ငံရဲ့အခေါ်အဝေါ်တွေနဲ့ဆက်ပြီးတော့အသုံးပြုတာပဲဖြစ်ပါတယ်ဒီလိုမျိုးဆက်ပြီးတော့အသုံးပြုလာတဲ့အခါမှာတနိုင်ငံနဲ့တနိုင်ငံတတ်မှတ်တဲ့အဓိပ္ပာယ်တွေမတူတဲ့အခါမှာပြဿနာတွေထပ်ပြီးတော့ဖြစ်လာပါတယ်အဲ့လိုမျိုးတနိုင်ငံနဲ့တနိုင်ငံစံနှုန်းသတ်မှတ်ချက်တွေမတူတဲ့အခါမှာနောက်ဆုံးကြတော့အပြည်ပြည်ဆိုင်ရာအရက်ဘက်လေကြောင်းလိုင်းများအဖွဲ့ဆိုတဲ့အဖွဲ့ကနေပြီးတော့သူအင်္ဂလိပ်လိုခေါ်မယ်ဆိုရင်တော့ International Civil Aviation Organization ဆိုတဲ့အဖွဲ့အစည်းကနေပြီးတော့တစ်ကမ္ဘာလုံးမှာဒီစံနှုန်းတစ်ခုပဲသတ်မှတ်လိုက်မယ်တစ်ကမ္ဘာလုံးကဒီစံနှုန်းတစ်ခုပဲသုံးဆိုပြီးတော့သတ်မှတ်လိုက်တဲ့အခါမှာအဲ့ပြဿနာပြည်လည်သွားတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အိုင်ဂါကနေပြီးတော့သတ်မှတ်ပြီးလိုက်တဲ့တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ A to Z alphabet 26လုံးကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒါတွေကတော့ A ဆိုရင် Alpha B ဆိုရင် Bravo C ဆိုရင် Charlie D ဆိုရင် Delta E ဆိုရင် Echo F ဆိုရင် Foxtrot G ဆိုရင် Golf H ဆိုရင် Hotel I ဆိုရင် India J ဆိုရင် Juliet K ဆိုရင် Kilo L ဆိုရင် Lima M ဆိုရင် Mike N ဆိုရင် November O ဆိုရင် Oscar P ဆိုရင် Papa Q ဆိုရင် Quebec R ဆိုရင် Romeo S ဆိုရင် Sierra T ဆိုရင် Tango U ဆိုရင် Uniform V ဆိုရင် Victor W ဆိုရင် Whiskey H ဆိုရင် X-ray Y ဆိုရင် Yankee Z ဆိုရင် Zulu လို့ပဲဖြစ်ပါတယ်ဒီလိုမျိုး A ကနေပြီးတော့ Z ထိအဲ့လိုမျိုးအသုံးပြုတဲ့အတန်ထွက်စနစ်တွေကိုပိုင်းလော့တွေရော cabin crew တွေရောအောက်မှာရှိတဲ့ ground crew တွေရောအကုန်လုံးကတယောက်နဲ့တယောက် communication လုပ်တဲ့နေရာမှာအသုံးပြုကြတာပဲဖြစ်ပါတယ်ဟုတ်ပြီဒါကတော့တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့လေကြောင်းလောကတစ်ခုလုံးမှာအသုံးပြုနေတဲ့ aviation term aviation fanatic တွေကိုမိတ်ဆွေတို့နားလည်လဲအောင်လို့ရှင်းပြပေးသွားပဲဖြစ်ပါတယ်
အနှစ်ချုပ်ရမယ်ဆိုရင်လေကြောင်းလောကတစ်ခုလုံးမှာဒီလိုမျိုးဝေါ်ဟာရာတွေကိုအသုံးပြုပြီးတော့တယောက်နဲ့တယောက်နားလည်မှုလွယ်တဲ့ပြဿနာတွေကိုဖြေရှင်းလာခဲ့ကြပဲဖြစ်ပါတယ်မိတ်ဆွေတို့ရောဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်လဲမိတ်ဆွေတို့ရဲ့ထင်မြင်ချက်ကိုအောက်က comment မှာမျှဝေနိုင်ပါတယ်အာရုံစိုက်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်မှာပြန်ဆောင်ကြမယ်